foundation ကလည်းရွေတာ color အရောင်ကလည်းမှတ်သွားပြီးလူရတဲ့မဝဲခြင်းတော့ဘူးဆိုလို့ရှိရင်နောက်ထပ်လဲရတဲ့နေလန်းတစ်လိုင်းရှိရင်တော့ဒါလေးကိုပြပြပေးသွားပါမယ်ရှင်ရင်ဒီလိုမျိုးကိုသားရည်ထက်ဖြူတဲ့foundation လေးကိုကထပ်ပြီးတော့လိမ့်လိုက်မယ်ပေါ့နော်ခုနကညိုနေတဲ့ foundation ပေါ်မှာထပ်ပြီးတော့ကိုရဲ့ဒီ mini ဝယ်ထားတဲ့ foundation လေးကိုထပ်ပြီးတော့လူပြမယ်နော်ဘယ်လိုမျိုး foundation ပဲဝယ်လက်ပေါ်မှာလက်ဖမိုးပေါ်မှာတင်တော့ဘယ်တော့မှလက်ဖွားတွေကိုမထည့်အောင်နော်ကဲဒါဆိုရှင်ပြူလေးကိုဝယ်လိုက်ပြီ mini လေးလည်းရတယ်ပေါ့နော်တကယ်လို့ full size ဝယ်ချင်တဲ့သူတွေကလည်းဝယ်လို့ရပါတယ်ဒီကိုပြူတဲ့ foundation လေးကိုယူမယ်ယူပြီးတဲ့အခါမှာကိုကပညာတွေကိုအဓိကတီးစုံတွေကိုလိုက်ပြီးတော့ပြူပေးမယ်ပေါ့နော်โอเคကဲဒါဆိုရှင်plan လိုက်မယ်ပေါ့နော်ဒီဆုံးဒီမှာပဲအရင်တင်ပြပါနော်အရင်ကြီးပြူပွေးတော့မှာဆိုပါplan တဲ့အခါမှာသိရှိရှိလေး plan ပေးနော်ဒါမှအဆင်ပြေပါမယ်ကိုကမျိုးနေရာတွေကိုရှူရနေရာတွေနဲ့လိုက်ပြီးတော့ဖြန့်ပေးလိုက်မယ်ပေါ့နော်တေချာလို့ဖြန့်ပေးမယ်ဒီကဒီနှာခေါင်းပီယိုတွေနှာခမ်းပီပေါ့နော်โอเคကဲခုနကတုန်းက foundation အရွေးမှားသွားတာနဲ့ဒါနဲ့ဆိုရင်ဘာကိုစီပြီးသွားလဲဆိုတာတွေ့ပါလိမ့်မယ်နော်ကဲအခုဆိုလို့ရှိရင်foundation အရွေးမှားသွားလို့စိတ်ညစ်နေတဲ့သူတွေစိတ်ညစ်ကြသေးလားမသိဘူးအခုဒီလိုမျိုး mini လေးကိုဝယ်ဆောင်ထားခြင်းဖြင့်တင်ရဲ့ full size ကြီးကိုထောက်ဝယ်စရာမလိုပဲနဲ့ဒီလိုမျိုးရောပြီးတော့သုံးလို့ရတယ်နော်အနေလေးကိုစမ်းကြည့်ပါခေပါရှင်နောက်တစ်ခုကဒီလိုနှောက်ဖူးဆက်တွေကိုတေချာလေးဖြည့်ပြီးနော်ပြအခါမှာမိတ်ကလိမ့်